ထိုသားချက်ဟာလော်ဖုံးရဲ့ကြောကိုထိသွားခဲ့တယ်။လော်ဖုံးကထားကိုလက်နဲ့ပြန်ကာကွယ်ထားပေမဲ့သွေးတွေလည်းအများပြားထွက်နေခဲ့တယ်။လော်ဖုံးတောင့်ခံထားတဲ့အချိန်မှာပဲဒဏ်ရာရထားတဲ့တနတ်သမားကတနတ်ကိုကောက်ယူကလော်ဖုံးစီကိုပစ်လိုက်တဲ့အတွက်အဝေးကိုလွင့်သွားခဲ့တယ်။ပြီးတဲ့နောက်မှာလော်ဖုံးကိုခြေထောက်နဲ့နှင်ထားပြီးသူ့မိသားစုလည်းမကြခင်အဆုံးတက်ရတော့မှဖြစ်ကြောင်းပြောကရင်းနေခဲ့တယ်။လော်ဖုံးကိုမတက်ပဲတားရဲတွေကိုဆွဲဆောင်ပြီးတားရဲတွေရဲ့ကိုက်ဖြတ်စားတောက်တာခံရအောင်အတန်လွင့်ပစ္စည်းပေးနာချကပြန်လဲထွက်ခဲ့ကြတယ်။သူတို့ပြန်လှဲမှာပဲဓာတ်ပြန်နှစ်ချောင်းဟာလေပေါ်ကိုဝဲလာပြီးသူတို့နှစ်ယောက်ရဲ့ပေါင်ရင်းတွေကိုထိုးဆိုင်သွားခဲ့တယ်။နာကျင်စွာနဲ့အော်နေကြတဲ့အချိန်မှာပဲလော်ဖုံးဟာဖြည်းဖြည်းချင်းထလာပြီးသူ့လက်ထဲကကြည်စံကိုသူတို့ကိုပြလိုက်တယ်။အမှန်တကယ်ကတော့လော်ဖုံးဟာဟန်ဆောင်နေခဲ့တာဖြစ်ပြီးကြည်စံကသူ့ကိုမထိခဲ့ပါဘူး။တခြားအဖွဲ့သားတွေကိုဆက်သွယ်ဖို့ကြိုးစားတဲ့အတွက်လော်ဖုံးကစိတ်ဝိညာဉ်သုံးကဆက်သွယ်ရေးဆက်တွေကိုဖျက်ဆီးလိုက်တယ်။မကြခင်သားရဲတွေလာတော့မှကိုလော်ဖုံးကသိတဲ့အတွက်သူတို့နှစ်ယောက်ကိုမတက်ပဲထားခဲ့လိုက်တယ်။သူကတော့လမ်းမလျှောက်နိုင်တော့တဲ့အတွက်ဒိုင်းကာကိုစိတ်ဝိညာဉ်နဲ့ထိန်းချုပ်ကခိုးစီးသွားလိုက်တယ်။တခြားအဖွဲ့သားတွေပြန်လာတဲ့အချိန်မှာတွေးနှက်ရတဲ့အတွက်စခန်းထဲကိုတတိထားကဝင်လာခဲ့ကြတယ်။ဒါပေမဲ့တခြားနှစ်ယောက်ရဲ့တွေးတွေနဲ့လက်နက်တွေကိုပဲတွေးလိုက်ရတဲ့အတွက်အားအသင့်သွားကြတယ်။စီနီယာစစ်တီတော်ကလည်းဘိုးအစင်သားရဲ့တိုက်ခိုက်တာခံရတာဖြစ်ကြောင်းပြောပေမဲ့ဟူရာအဖွဲ့ခေါင်းဆောင်ကတော့တန်တရားဝင်နေတော့မယ်။အဲ့ချိန်မှာပဲလော်ဖုံးပုံနေတဲ့စခန်းရှိကကားပြက်ကြီးရဲ့အပေါ်ကိုတာရဲတကောင်ရောက်လာခဲ့တယ်။စခန်းထဲကလူတွေလည်းတာရဲပါကြောင်ရောက်လာလဲမသိတဲ့အချိန်မှာပဲအတင်းသားတယောက်ကအတန်လွင့်ပစ္စည်းကိုတွေ့သွားပေမဲ့အရန်နောက်ကျသွားခဲ့ပါပြီ။ဘိုးအစင်သားရဲတွေကသူတို့ကိုဝိုင်းထားပြီးစတင်တိုက်ခိုက်ကြတယ်။စီနီယာစစ်တီအဆင့်တွေကတော့တာရဲနဲ့တိုက်ခိုက်နိုင်ပေမဲ့ဟူရာအဖွဲ့ကတော့ခေါင်းဆောင်ကလွဲပြီးကြံတဲ့သူတွေအကုန်တေဆုံးသွားကြတယ်။စီနီယာဘိုးအဆင့်နဲ့တူတဲ့ချင်းတေသားရဲတွေဝိုင်းထားတာခံရတဲ့အခါစီနီယာစစ်တီနှစ်ယောက်လည်းဘလို့မှမတိုက်နိုင်တော့ဘူး။အဲ့အချိန်မှာပဲကောင်းကင်ကနေလျှက်စီးတွေထွက်လာပြီးတာရဲကိုတစ်ချက်ထဲနဲ့တက်ပစ်လိုက်တယ်။လျှက်စီးတွေကြားထဲမှာတော့လူနှစ်ယောက်ထွက်လာခဲ့တယ်။အဲ့ဒါကတော့ပေါ်လီနာအိမ်တော်ကသခင်လေးလီဝမ်ရဲ့ဦးလေးတွေဖြစ်တဲ့စစ်နက်ဖျားဝမ်နဲ့စစ်နက်ဖျားလီလူဖြစ်တယ်။သူတို့ကစစ်နက်ဖျားအဆင့်တွေဖြစ်ပြီးလီဝမ်ကအကူအညီလှမ်းတောင်းတဲ့အတွက်ကူညီဖို့ရောက်လာကြတာဖြစ်တယ်။သူတို့ရောက်လာတော့စီနီယာစစ်တီလူဆိုသူကဖြစ်ပျက်သမျှအကြောင်းတွေကိုရှင်းပြတယ်။အလဲလက်စစ်တီတော့အဆင့်ဆိုပေမဲ့တာမန်သားရဲတွေကိုပဲတတ်နိုင်တဲ့အတွက်စစ်နက်ဖျားဝမ်ကတူတူလီဝမ်ဆိုသူကိုစုနေခဲ့တယ်။စစ်နက်ဖျားလီကတော့တူတူကိုဒီထက်ပိုကြိုးစားရင်10နှစ်အတွင်းစစ်နက်ဖျားဖြစ်လာပြီးစစ်နက်ဖျားနန်းတော်ကိုဝင်ရောက်နိုင်မှာဖြစ်ကြောင်းအားပေးနေခဲ့တယ်။ဟူရာအသင်းကောင်းဆောင်ကစစ်နက်ဖျားနန်းတော်အကြောင်းမေးတဲ့အတွက်ဦးလေးဝမ်ကရှင်းပြလိုက်တယ်။အတ္တမဆုံးစစ်နက်ဖျားရဲ့နာမည်ကဟုံဖြစ်ပြီးဒုတိယအတ္တမဆုံးကလေရှန်ဆိုတဲ့စစ်နက်ဖျားနန်းတော်ရဲ့တည်ထောင်သူဖြစ်ကြောင်းရှင်းပြတယ်။စစ်နက်ဖျားနန်းတော်ရဲ့ရည်ရွယ်ချက်ကလူခန္ဓာကိုယ်ရဲ့ကန့်သက်ချက်တွေကိုရှာဖွေဖို့နဲ့ဒုတိယကတားရဲတွေကိုအပိသက်ချေမှုန်ဖို့ဖြစ်တယ်လို့ဦးလေးဝမ်ကရှင်းပြလိုက်တယ်။ပြီးတဲ့နောက်မှာစစ်နက်ဖျားနှစ်ပါးကစီနီယာဘရင်အဆင့်နဂါးနဲ့တိုက်ခိုက်တော့မှဖြစ်တဲ့အတွက်အားလုံးကိုဒီကနေထွက်သွားကြဖို့ပြောလိုက်တယ်။ထိုနဂါးဟာလွန်ခဲ့တဲ့3လလောက်ကဘိုးအဆင့်သားရဲတွေကိုဦးဆောင်ကစစ်ထောက်ပံ့စခန်းတစ်ခုကိုတိုက်ခိုက်ခဲ့တဲ့အတွက်စစ်တီတော်ထောင်ချီတေဆုံးခဲ့တယ်။ယခုအချိန်ကနဂါးသားဥနေတာဖြစ်တဲ့အတွက်တိုက်ခိုက်ဖို့အချိန်ကောင်းလို့ယူဆကစစ်နက်ဖျား2ဦးလုံးရောက်လာတာဖြစ်ကြောင်းနဲ့တိုက်ခိုက်တဲ့အချိန်ကီလိုမီတာ30အတွင်းကစစ်တီတွေတေဆုံးသွားနိုင်တဲ့အတွက်အမြန်ထွက်သွားကြဖို့ပြောလိုက်တယ်။ဒါကိုကြားတော့ကားအောက်မှာပုံနေတဲ့လော်ဖုံးကဒီအခွင့်အရေးကိုအသုံးချကကောင်းကောင်းလေ့လာထားရမယ်ဆိုပြီးစွန့်စားကကြံနေခဲ့တယ်။